အားလုံးပဲမင်္ဂလာပါဗျာအလောက်ပြန်နောက်ကြတော့ထမင်းမချက်စားခြင်းတဲ့သူတွေတော့ပေါ့နော်အလွယ်တကူမမကြော်နေတဲ့ကိုမျှဝေလိုက်ပါတယ်ဗျာအရင်ဆုံးရင်လေးကိုတည်ထားလိုက်ပါပါနော်ရင်လေးတည်ပြီးတော့ချင်းကျွန်တော်အားလုံးမမ3တောက်ထည့်လိုက်တယ်ပေါ့နော်ဟုတ်ကဲ့ဒီနေရာမှာကိုစားနိုင်သလားပြောက်လို့ရတယ်ပေါ့နော်ကျွန်တော်က3တောက်ပြောက်ထားတယ်ဆိုတာကကျွန်တော်နောက်မှာစားမဲ့လူတွေစီတော့ကျွန်တော်3တောက်ပို့ပြောက်လိုက်တာပေါ့နော်ပြီးတော့ချင်းကျွန်တော်တို့က10မိနစ်စာလောက်ပဲကျွန်တော်ကပြောက်ပြီးတော့10ထုတ်လိုက်တယ်ပေါ့နော်မနူးတနူးနေထားလေးပေါ့ဗျာအဲ့ရနေထားလောက်ကျွန်တော်ပြန်ရောဆက်ထုတ်လိုက်တယ်ပေါ့နော်ဆက်ထုတ်ပြီးရလို့ရှိရင်ကျွန်တော်တို့ကကြက်သွန်နီလေးကိုနော်စီကြက်တက်ထားလိုက်မှာပေါ့နော်ဆနမောက်လေးနဲ့ထည့်ပြီးတော့စီကြက်တက်လိုက်မှာပေါ့နော်မှွေလိုက်မယ်မှွေပြီးရလို့ရှိရင်ကျွန်တော်ကြက်အုပ်လေးကိုနော်ကျွန်တော်4လုံးလောက်ထည့်ထားတယ်ပေါ့ဗျာကြက်အုပ်လေး4လုံးလောက်ထည့်ပြီးကျွန်တော်တို့ကမှွေပြီးလိုက်ပါပေါ့နော်မှွေပြီးတော့တင်နေထားလောက်ရောက်ပြီဆိုကျွန်တော်တို့ကကြည်ရိုင်းမလို့ကြက်ဥတင်နေထားလောက်ရပြီဆိုကျွန်တော်တို့မမားလေးထည့်လိုက်ပါပေါ့နော်မမားလေးထည့်ပြီးရပြီဆိုကျွန်တော်မမားမှာပါတဲ့အထောက်လေးကိုနော်ကျွန်တော်တို့ထည့်လိုက်တယ်ပေါ့နော်ကျွန်တော်ကတော့3တောက်လုံးမထည့်ဘူးပေါ့နော်တရားမှုတ်ထောက်2ထောက်လောက်ပဲထည့်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ငါးမှာကြောက်လို့ပေါ့နော်ကျန်တဲ့အနှစ်ထောက်လေးတွေကြာတော့ကျွန်တော်3တောက်လုံးသုံးလာလိုက်တယ်ပေါ့နော်ကျန်တဲ့အသားမှုတ်လို့ပါမှုတ်လို့ဟိုကျွန်တော်ဘာမှမသုံးတာပါဘူးဗျဒီနေရာမှာဆိုပြီးရောသမားပွေလိုက်တယ်ပေါ့နော်နှံဆက်သွားပြီးရင်မမပြုတ်ထားတဲ့အရည်လေးကိုနည်းနည်းထည့်လိုက်တယ်ပေါ့ဗျာပြီးရင်နည်းနည်းပြန်ပွေလိုက်တယ်ပေါ့နော်အပေါ်အောက်နှံသွားပြီးလို့ရှိရင်ကျွန်တော်ပစွန်လေး5ကောင်စီတာနဲ့ဆိုတော့ထည့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကြက်သွန်မရည်နည်းနည်းအောက်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဖက်ခနာရွက်တွေပါထည့်လိုက်တယ်ပေါ့နော်အရွက်လေးတွေနဲ့စားခြင်းလို့ပေါ့နော်နေရာမှာအရွက်များများကြိုက်တဲ့ဆိုရင်တော့တပြည့်ရက်တွေပါထည့်ပြီးတော့ကြော်လို့ရပါတယ်နော်ကဲအပေါ်အောက်နှံ့ဆက်သွားအောင်နော်အရွက်လေးနှောရတဲ့အထိမှွေပေးလိုက်မှာပေါ့နော်ဒါဆိုရင်တော့မမားလေးနဲ့ကြက်ပြီးနော်အရွက်လေးနဲ့နှောပြီးပစွန်လေးတွေနဲ့ကြက်ပြီးဆိုတော့ဒါကဲဆိုတော့အရန်စားလို့ကောင်းတဲ့မမားကြော်လေးတော့ရပြီပေါ့နော်အလွယ်တကူလည်းကြော်စားလို့ရတယ်ပေါ့နော်ထမင်းဟင်းနေတဲ့ချက်စရာမလိုဘူးပေါ့နော်အရန်လွယ်ကူပြီးစားလို့ကောင်းတဲ့အတွက်အားလုံးပဲလိုက်လောက်စားကြည့်ကြပါနော်အားလုံးဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ